MI or the hospital. Dinner, banana fish. Dunia tu sah. Nau terjauh, dunia terjauh. Tapi ni sanong dunia terjauh. Cemai kawan nak puasa me. Tak cemai kawan ye je cemai. Cemai yang jata cemai kawan nak cemai orang berdua ye lo. Cemai aku makau ni, sare ni tu sare orang show jila. Cemai kawan nak cemai orang ပြဲနေအောင်ရှာရမယ်။ဒါကျမကြီးကောင်းမှုပဲ။ကျမတော့သူ့ကိုကျမကြီးကောင်းမှုပဲတွက်။အေးပြစရာတကူရှိရဲ့ဒီမှာအပြင်စားတာလုံးဝလက်မခတ်ဘူး။တစ်အချက်သူတို့ဒီမှာအာလူကြော်မရဘူး။အာလူချောင်းကျော်တို့ကာကိုလာတို့သူကစိတ်ုံဖြစ်တဲ့အတွက်ကိုလာတို့အာလူချောင်းကျော်တို့ဟမ်ဘဂါတို့ကြက်ကျော်တို့လုံးဝမရဘူး။ no တို့စီမှာတော့စားလိုက်တာတောက်လိုက်ကြတာဒီမှာတော့လုံးဝမရဘူး။ no outside ဒီမှာကျမတို့ MGN ဆေးရုံမှာဆိုရင်စားပြီးပကံအဲ့တိုင်းလေးထားလို့ရတယ်ဒီ International Hospital ကတော့စားပြီးပကံထားခဲ့လို့မရဘူးသူ့နေရာသူသွားထားမယ်လက်လဲသူ့နေရာသူထားစေရတယ်စိန်တော့တိတ်မကြောက် MGN မှာတော့စိန်တော့ကြာတယ်စားပြီးပကံထားခဲ့ကိုအနောက်ကတိတ်သွားတယ်ဒီမှာတော့စိန်မကြောက်ကိုပကံကိုယူပြီးဟိုမှာသွားထားရတယ်လက်ဆေးရတယ်အဲ့လိုရှိတယ်ဒီမှာကျတော့သွေးလာစစ်တာ antibody ကြမှာလူနာခွဲစိတ်လို့ရမှာနောက်ပြီးတော့တစ်ချက် antibody ကြမှာလဲ plasma လုံးလို့ရမှာplasma လုံးဖို့အတွက် antibody တစ်ချက်စစ်တာ antibody ကြမှာလုံးမှာသူတို့ကကြတော့အခု antibody စစ်ပြီးရင်2နာရီလောက်မှဖြေရမယ်ဆိုတော့ကန်းစီကိုတစ်ခေါက်သွားမယ်အထင်တော့မကြည့်နဲ့ကားငှားဝမှာလည်းမဟုတ် line ကားနဲ့သွားမှာ line ကားတွေနဲ့ပဲကျမတို့တုံတယ်ကားငှားရင်တော့အခုချိန်လောက်ဆိုကျမတို့ပါလာပတ်စံနဲ့လောက်မှာပေါ့နော်နောက်ပြီးဒီကလည်းလေ foreign ဆိုတာနဲ့သိတာနဲ့မျက်ခွက်ကိုကြည့်လိုက်တာနဲ့ရိုက်ချင်စိတ်တွေပေါက်နေရလားမသိဘူးပတ်ဆိုင်အိတ်ကိုဖျဲရဲကြည့်တာ200လမ်းခီးလောက်ကို1000လောက်လိုချင်တယ်တောင်းတယ်မနေစကတယ်အဲ့ဒါရိုးရပဲ foreign ဆိုတာနဲ့ချတယ်အဲ့လိုပဲเนาะအဲ့ဒါပဲခုနိုင်ငံမှာလည်း foreign ဆိုချလားမချလားတော့မသိဘူးကျမတို့ကတော့မတွေ့ဘူးကျမတို့ဒီမှာတော့ foreign ဆိုချတယ်လားတော့မသိနဲ့အဲ့တော့အဲ့လိုမျိုးသွားရတဲ့နေရာတိုင်းမှာဈေးမကတ်ထားတဲ့အရာတွေဆိုဈေးစစ်ကြည့်ရတယ်ဈေးစစ်လို့အဆင်ပြေမှစားကြတာပေါ့เนาะဝယ်ကြတာပေါ့အဲ့လိုမျိုးအဲ့တော့ဘယ်လိုလုပ်ကြမလဲကျမယောက်ျားကြီးကတော့ဒီမှာစားနေကျမယောက်ျားကြီးကတော့စားလိုက်တောက်လိုက်တော့စားပါအောင်လားနည်းနည်းပါကျွေးလိုက်ပါအသီးရနှစ်ပကံเนาะဒီမှာတစ်ပကံဒီမှာတစ်ပကံအသီးရနှစ်ပကံဒီမှာဒိုးနတ်တစ်ခုအဲ့တော့ဘယ်လိုလုပ်ကြကဒါပဲเนาะကန်းကြီးသွားတဲ့ဥစ္စာကိုဆက်ပြီးတော့တင်ပေးမယ်ပျော်ရွှင်နေလို့တော့မဟုတ်ရောက်လက်စနဲ့တော့မထူးဘူးလေဟိုနောက်ထပ်ကြောက်ကသမားတွေလည်းကူညီလို့ရအောင်အဲ့လိုမျိုးသွားလို့ရအောင်လမ်းကြောင်းလေးတွေကြည်တာကိုကတက်စီငှားသွားမယ်ဆိုရင်တကယ်တက်စီရဲ့ကုန်ကြစိတ်နဲ့ဒီမှာရောက်နေတဲ့အချိန်ကာလနဲ့တွက်မယ်ဆိုတက်စီကလည်းသိန်းကနန်းဝန်းကျင်ရှိတယ်သိန်းကနန်းဆိုရူဘီပေါ့နော်သူတို့ငွေသိန်းကနန်းဝန်းကျင်ရှိတယ်သူတို့ငွေသိန်းကနန်း3သိန်းလောက်ပဲထားတို့မြန်မာငွေနဲ့ဆိုရင်50ဝန်းကျင်လောက်ရှိရပေါ့နော်အဲ့တော့ကိုကချို့ချံချွေတာတဲ့ကုန်ကြစိတ်ကိုလုံးဝချို့ချံချွေတာပြီးတော့ line ကားနဲ့ပဲသွားတယ် line ကားနဲ့ဆိုရင်18ကျပ်19ကျပ်20တနားလောက်စီးရတဲ့နေရာဆိုရင်28ကျပ်အဲ့လိုမျိုးတစ်ပတ်လုံးမျိုးကလည်းသူကအကြီးပဲလေမျိုးသူတို့ရဲ့အိန္ဒိယတောင်ပိုင်းရဲ့မျိုးကလည်းမြန်မာနိုင်ငံရဲ့2ခုစာလောက်ရှိတယ်မြန်မာနိုင်ငံတစ်မျိုးလုံး2ခုစာလောက်ရှိတယ်ပတ်ကတာလည်းမလေးတဲ့ရှာထွက်မတက်ပဲကားပတ်စီးမယ်ဆိုရင်တော့တော်တော်အချိန်ပေးပြီးပတ်စီးရတဲ့နေရာနောက်ပြီး traffic jam လည်းဖြစ်တယ်ဆိုင်ကယ်တွေကားတွေနဲ့ရှုပ်ရှက်ခတ်နေတာ9နာရီ10နာရီကျော်နဲ့10နာရီဝန်းကျင်ရုံသွားချိန်ဆိုပိုဆိုးတယ်လုံးဝတိုးမပေါက်တော့ဘူးပလုံစီးနေတာဆိုင်ကယ်အဲ့လိုမျိုးညနေပိုင်းဆိုရင်9နာရီနဲ့6နာရီဝန်းကျင်ပလုံစီးတဲ့ချိန်လဲအဲ့ချိန်လေးဆိုရင်တော့အပြင်ထွက်ပြီးရှောက်သွားမယ်လဲမယ်ဆိုရင်တော့
အချိန်ကြံ့ကြနိုင်တယ် traffic jam ဖြစ်နိုင်တယ်ပေါ့နော်အချိန်ပေးမှအပြင်ထွက်လို့ကောင်းတယ်ဂျားချိန်တွေကတော့လမ်းကြောင်းကတော့ရှင်းတယ်အေးပါနောက်လူတွေလာတဲ့ဥစ္စာကိုလည်းကိုရီးယားပြောပြချင်တာပေါ့နော်အဲ့လိုမျိုးဖြစ်တယ်ဆိုရင် foreign ဆိုပြီးတော့ကြောက်ရွံ့တော့မရှိနဲ့ location map နဲ့သွားကျမဆိုရင် location map နဲ့သွားတာအခုဆိုကျမစကားပြန်ကျမတို့ပေါ်မှာပေါ့လို့ဆိုပြီးတော့ပေါ့နော်ပေါ့လို့ဆိုပြီးတော့ဟိုပြဿနာကြီးတက်တော့ကျမကလည်းအဲ့ဒါဒီစကားပြန်နဲ့ဆက်ပြီးတော့မသွားပါဘူးဆိုပြီးတော့ကိုယ့်အနေကို location map နဲ့သွားနေသူတို့ကဆေးရုံကတော့နောက်ထပ်စကားပြန်ရှာနေဒီမြန်မာနိုင်ငံရဲ့ဆရာဝန်ကလည်းနောက်ထပ်စကားပြန်ရှာပေးနေရပေါ့နော်စကားပြန်ဟိုနေ့ဖြစ်တာမဟုတ်စကားပြန်အရန်ပေါ့သွားတာပထမတော့မပေါ့ပါဘူးရုံချင်းနောက်ပိုင်းနေမှာအရန်ပေါ့လာတယ်ဆေးရုံကညှိုးနဲ့ဆေးတွေပါလေသူကအဲ့လိုဖြစ်တာပေါ့နော်အဓိကမိန်ကတော့စကားပြန်ကြီးပဲလဲအာမကိုပါနဲ့ကိုအားကိုရမှာပေါ့နော်အခုကိုအားကိုလို့ဒီအချိန်လေးရောက်လာစကားပြန်အားကိုမယ်ဆိုရင်ဆေးရုံအခုပေါ့ဆိုရောက်နေတာ4လပိုင်း4ရက်နေတယ်ရောက်နေတယ်အခုချိန်ဆို1လခွဲကျော်သွားပြီဆေးရုံသွားတဲ့ဥစ္စာချောင်းပေါက်မတက်ပဲဒါမှစကားပြန်လာတဲ့ဥစ္စာအခောက်ရည်လို့ရတယ်20မပြည့်ကျမတို့ရောက်နေတဲ့အချိန်ပေါင်းနဲ့ဆိုအဲ့လိုမျိုးအပြင်းနေလျှောက်သွားတယ် shopping mall တွေသွားလဲကိုယ်စိမ့်နဲ့ပဲကိုသွားရတယ်ဒီစကားပြောင်းလမ်းခေါ်မနေတော့ဘောနော်အလုံးလဲရှုပ်တယ်ဆိုပြီးတော့ကိုကသွားတော့ကိုကခရီးရောက်တာပေါ့စကားပြောင်းတိတ်ပြီးအားကိုးနေတော့ခရီးမရောက်ဘူးပေါ့နော်အဲ့လိုမျိုးစကားပြန်လာတာ तू ကဟိုနေလိုက်ပြောင်းဟဲ့ဆိုတော့အားနာရတယ်လေကိုသွားကျင်တဲ့ချိန်အခုတော့ကိုရီဘာသာပဲကိုရီမိသားစုပဲ local map မှာရှာတဲ့နေရာလေး shopping mall တွေပါလိုက်ရှာတဲ့ကိုလည်းနောက်ပြီးတော့ bus car စီးရဘလို့ bus car စီးရတဲ့ဘယ်လမ်းကြောင်းထွက်တဲ့ local map နဲ့ပဲသွားလိုက်တယ်ကိုမှလည်းဒီမှာဟိုနေပုတ်ကူမိတိုင်းလာနေရတာမဟုတ်ဘူးလေအချိန်လဲရှိတယ်အချိန်လဲရှိတဲ့အတွက်အားကြောင့်အေးသေးသေးပဲခொနေဖြစ်တာပါနားတဲ့ချိန်ဒါပါပဲရှင်းတခုလောက်ပြောကျွန်တော်ကျမပြောပြမယ်တခြားလားတော့ပါကျမတို့နိုင်ငံသားတူတောင်ဖတ်ပေါ့နော်ကျမတို့တန်းနေတော့ကျမတို့ကြောက်တော့ချိန်မောင်းမနေတော့ဒါမဲ့ကျမပိုင်သူကပေါ့အဲ့တော့ तू က3နိုင်ငံ4နိုင်ငံလောက်ရောက်ပြီးတော့ तू ကကျမလောက်တော့ဆွမ်းစားမရှိဘူးမပြေဘူးမတော်အောင်လူကမခောက်ပြီးတော့မတော်အောင်ကျမတော့ရောက်တဲ့တူမထူးတော့ဘူးရှောက်သွားတယ်ကိုကတော့ bottom နဲ့ပွဲရတယ် BS နဲ့ပွဲရတယ်ဒါပေမဲ့ English speaking ကတော့မကျွမ်းဘူးvocabulary အနည်းကြီးလေးနည်းနည်းငယ်သိတဲ့အခါကျတော့ရှောက်ပြီးတော့ရောက်တယ်အိန္ဒိယရောက်တယ်ကျမမှုတ်တာမသိတာတွေလည်းမှုတ်တယ်မျိုးစုံမှုတ်လိုက်တာအကုန်လုံးလွင့်ထွက်သွားတယ်ကျန်တာစကားပြောင်းတော့အာမကွန်းကိုလည်းအာကုန်းမအဆင်ပြေတယ်ကိုသွားကျင်တယ်ကိုကမှသူများကောင်အာကုန်းတော့ကျန်မျက်နှာကိုကြည့်ရတယ်အခုဆိုရင်ကျမဘာသာလူတွေမနဲ့ရှာလဲသွားကျင်တဲ့နေရာကိုသွားတယ်လိုင်းကပဲလိုင်းကစီးရမလဲဘယ်သူ့ကိုမေးကြည့်တယ်ပေါ့နော်မေးကြည့်လို့မဖြေနိုင်နဲ့မဖြေတတ်တဲ့သူကတော့ဖြေတတ်တဲ့သူကနားလဲတဲ့သူကလည်းဖြေတဲ့သူကဖြေကိုယ်ကလိုင်းကတက်စီးတယ်လမ်းမရင်ပြက်စီးနေလမ်းမှန်ကိုရောက်လာဒုကမတ်ကိုကြည့်ပြီးပြန်တက်ပြီးပြန်လိုင်းကကြောက်လဲအော်တိုပုံစံလေး3မိန်းလေးကြတော့တွေ့တဲ့နေရာမှာရက်ပေးရဘတ်စကားကြီးတွေအိန္ဒိယနိုင်ငံတည်တဲ့ဝင်နေဖြစ်တာဘတ်စကားမှတ်တိုင်မှာရက်တဲ့ကားတွေဒါအချိန်နဲ့လာတာအဲ့ဒါကြောင့်အချိန်နဲ့ဆောင်းတော့ပေါ့နော်ဓမ္မတစ်ခေါက်တော့ကိုမကျွမ်းကျင်ဘူးဆိုပထမတစ်ခေါက်ကတော့အော်တိုလေးနဲ့သွားတာပေါ့ကျွမ်းကျင်သွားပြီးအော်တိုရဲ့လမ်းကြောင်းမှာဗာကားလေးတွေသွားတယ်ဘတ်စကားကြီးတွေသွားလာဘတ်စကားသေးလေးတွေသွားလာဘလို့သွားလဲဘာနံပါတ်တွေသွားလဲမှတ်ထားပါလမ်းသွားနေနဲ့မှတ်ထားပြီးတော့ပြန်တဲ့ချိန်ကျရင်အဲ့ဒီစံမကုံအောင်အသွားတော့ကိုက300လောက်ပေးရတယ်ဆိုအပြန်ကျလိုင်းကားနဲ့ပြန်တဲ့အခါကျရင်50လောက်ပဲကုန်ပါလေ2ယောက်ဆိုရင်အဲ့လိုမျိုးဆိုအဲ့လိုမျိုးပြီးတော့မှတ်ပြီးတော့ပဲသွားတာပေါ့နော်အားကြောင့်နိုင်ငံသွားတယ်ကိုယ့်ရဲ့အတွေ့အကြုံပြောပြတာပါပထမဆုံးအတွေ့အကြုံဒါပေမဲ့လွင်ကျော်တော့ပထမဆုံးအတွေ့အကြုံလည်းမမှုတော့ဘူးဘာပဲကိုစရောက်တဲ့ local မှတ်နဲ့သွားတယ် translate နဲ့ပြောတယ်အဲ့လိုမျိုးစုံအောင်လုပ်တာပေါ့နော်အဲ့ဒါကြောင့်မို့တိတ်ပြီးတော့ကြောက်ရွံ့တဲ့ဥစ္စာတော့မရှိပါဘူးအဓိကကိုယ့်ပေါ်ပဲမူတည်တာပေါ့နော်ကျေးဇူးပါအားကြောင့်မို့အခုပြောချင်တဲ့ထိပ်ပဲတော့နိုင်ငံသားသွားရင်ဘာမှကြောက်စရာမလိုအဓိက translate ပါရမယ်ကိုပြောချင်တဲ့စကားကိုသေချာရိုက်တတ်ကြမယ်ပြီးတော့ဟို local map နဲ့ရှာကိုသွားချင်တဲ့နေရာကိုသွားအဲ့လိုမျိုးကိုသွားချင်တဲ့နေရာတခြားအရာတွေဆိုရင်လည်းစကားပြန်ကခေါ်ပေါ့နော်စကားပြန်ကိုကျတော့သူကဆေးရုံတော့ပဲလောက်ထားဆိုတော့အပြင်သွားလို့ခေါ်တဲ့ခါကျရင်အနိုင်ဆုံးတော့မိုးတော့ပေးရတာပေါ့ဒါပေမဲ့တို့တွေကတော့မပေးချင်တဲ့ခါကျရင်မပေးချင်တဲ့ခါလည်းဖြစ်တယ်နောက်ပြီးကိုကလွတ်လက်လဲသွားချင်တဲ့ခါကျစကားပြန်မခေါ်ဘူးကိုက location ရှာပြီးသွားတယ်ဈေးသွားတယ်ကိုကပြောတတ်သလို broker နဲ့စကားပြောပြီးစစ်တယ်ဈေးစစ်တယ်ရရင်ယူတယ်မရရင်မူပြီးတော့ထွက်ကြည့်လိုက်တယ်မရဘူးဆိုတာဒါသူတကယ်မပေးနိုင်တော့တာဆိုပြီးပြန်လှည့်ပြီးယူပါတယ်ရှင်အဲ့ဒါပြောချင်တာပါဒါပဲနော်